စေဝန်နိုင်ငံရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့သင်္ဘောတွေအများကြီးရှိတဲ့နေရာသင်္ဘောစိတ်ကမ်းတစ်ခုဖြစ်တဲ့မရီနာဆောက်ပေတာကိုဘယ်လိုမျိုးသွားမလဲဆိုတာကိုလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အတူလိုက်ပြီးတော့မှကြည့်ပေးပါဦးအကယ်၍ဒီနေရာကိုသွားကျင်တဲ့သူတွေကတော့ဒီနေရာကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုရင်အခင်းတွေယူပြီးတော့မှလည်းထိုင်လို့ရတယ်ခင်းလေးတွေဝယ်ခဲ့ပေါ့နော်ထိုင်စရာနေရာတွေကတော့ဒီပတ်ချလဲမှာဆိုရင်အများကြီးရှိတယ်ဟိုဘက်မှာဆိုလို့ရှိရင်လည်းတခြားသူတွေထိုင်နေရရှိတယ်ပြီးလို့ရှိရင်ဒီပတ်ချမ်းမှာဆိုလို့ရှိရင်လည်းကန်းဆက်လေးတွေမှာထိုင်နေရလည်းအများကြီးရှိရပေါ့နော်တော်တော်ကိုနေရာအများကြီးရတယ်ဆန်ဒေးဆိုရင်လည်းလူတွေတအားများတယ်ပေါ့နော်ဒီနေ့စနေနေ့မှာတော့မှလူတွေတအားများတယ်ဒါကျွန်တော်တို့ view လာလေးနဲ့ဓာတ်ပုံရိုက်ချင်တဲ့သူတွေ TikTok ဆော့ချင်တဲ့သူတွေအနားယူချင်တဲ့သူတွေကဒီမှာလာလို့ရတယ်ပေါ့နော်ဒါကျွန်တော်သွားနီးလေးအပြည့်စုံကိုပြပြပေးထားပါတယ်ဒီနေရာကဘယ်မှာရှိရလဲဆိုလို့ရှိရင်မရီနာဆောက်ပေတာ MRT မှာရှိပါတယ်ဒီ MRT ကတော့အနီရောင်လိုင်းမှာရှိတာပါဒီတော့ကိုကအနီရောင်လိုင်းရဲ့ဒီမရီနာဆောက်ပေတာ MRT ကိုသွားရမှာပါအဲ့ဒီကိုရောက်ပြီဆိုတာနဲ့ exit B ရထွက်ရင်ရောက်ပါပြီအဲ့ဒီကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ exit B ကနေပြီးတော့စပြီးတော့ထွက်ပါပြီပေါ့နော်ကျွန်တော်တို့ကတော့ exit B ကနေစပြီးတော့ထွက်နေပါပြီဆောက်ပေတာ MRT ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသင်္ဘောစိတ်ကိုဘယ်လိုသွားလဲဆိုတော့ exit B ကိုသွားရမှာပေါ့နော်ဒီမှာဆိုရင် exit B ဆိုတဲ့နေရာလေးမှာသင်္ဘောပုံလေးလည်းပြထားတယ်အဲ့ဒီကနေပြီးတော့ဟိုတက်တက်ဆက်သွားမှာပါဒီကက်ရိုက်ပြီးရတဲ့ကျွန်တော်တို့ exit B ဘက်ကိုထပ်ပြီးတော့မှချိုးရမှာဖြစ်ပါတယ် exit B ရထပ်ပြီးဆိုတာနဲ့ကျွန်တော်တို့ညာဘက်ကိုထပ်ချိုးရပါမယ်ဒီမှာညာဘက်ကိုချိုးရင် exit B ဆိုတာရှိရပါတော့အဲ့ဒီကနေပြီးတော့မှဟိုမှာ Marina South Beira Ferry Terminal ဆိုပြီးတော့အဲ့ဒီဘက်ကိုတက်သွားရမှာပေါ့နော်အဲဒီလေကားတိုင်ဆက်ပြီးတော့မှတက်သွားရမှာပါဆက်လီကားပေါ်ထိပ်ကိုရောက်ပြီဆိုတာနဲ့ညာဘက်ကိုထပ်ပြီးတော့မှချိုးရမှာပါ exit B ဘက်ကိုထပ်ပြီးတော့သွားရမှာပါအဲ့မှာဆိုလို့ရှိရင်လှမ်းပြီးတော့မှသင်္ဘောတွေကိုလည်းတွေ့နေရပါပြီဘယ်ဘက်မှာဆိုလို့ရှိရင်လည်းကျေပြန့်လာတဲ့မြက်ခင်းပြင်ကြီးလည်းရှိတယ်အဲ့ဒီမြက်ခင်းပြင်ကြီးကတော့ညနေ9 နာရီလောက်ဆိုလို့ရှိရင်စပြီးတော့မှထိုင်လို့ရပါပြီအခင်းယူသွားပြီးတော့မှထိုင်မယ်ဆိုရင်တော့အလုံးဝအကျယ်ကြီးပဲပေါ့နော်စန်ဒေးမှာဆိုလို့ရှိရင်လည်းဒီနေရာမရမှာမစိုးရင်အောင်ဘာကြောင့်လဲဆိုအရန်ကျယ်ပါတယ်အခုကတော့ကျွန်တော်ညာဘက်ကိုဆက်ပြီးတော့မှသွားပါပြီအဲ့ဒီမှာအေးဆိုင်တွေမုံဆိုင်တွေထမင်းဆိုင်တွေရှိပါတယ်ဒီတော့ခုနလိုမျိုးရှုခင်းလှတဲ့နေရာကတော့အဲ့ဒီနားမှာရှိတဲ့ဓာတ်လေကားကနေပြီးတော့3 လာ rooftop garden ကိုသွားရမှာပါအခုကတော့ကျွန်တော်မုံဆိုင်တွေဘက်ကိုစပြီးတော့သွားနေပါပြီဓာတ်လေကားကတော့အဲ့ဒီမုံဆိုင်လေးနားမှာဖြစ်ပါတယ်ပျော်စီးသဘောသွားစီတဲ့နေရာပုံစံမျိုးပေါ့နော်ဒီမှာမုံနေလည်းတော့ဆုံးတယ်ကတော့ကျွန်တော်ဘယ်ကိုသွားမှာလဲဆိုတော့ဒီ level 3က roof garden living gallery ကိုသွားမှာပါအဲ့ဒီ level 3မှာကျတော့ view တော်တော်လေးလှတာကိုတွေ့ရတယ်ပေါ့နော်ခုလည်းကျွန်တော်ပထမဆုံးစပြီးတော့သွားမှာပါကျွန်တော်လည်းအရင်မရောက်ဘူးသေးဘူးပေါ့နော် level 3အပေါ်ဆုံးကိုရောက်ပြီဆိုတာနဲ့ view တွေမမြင်ခင်မှာလူတွေအများကြီးပဲဒီမှာ video တွေလာရိုက်ကြတယ်အနားလာယူကြတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်လည်း view တွေလာကြည့်ကြတယ်ဒီမှာကတော့တော်တော်ကိုလှတဲ့ view လေးပေါ့နော်ဒီမှာဆိုရင်သမောတွေလည်းအများကြီးရှိတယ်